Alright guys, welcome back. YouTube မှာ vlog လေးတင်ပေးပါအောင်ဆိုပြီးတောင်းဆိုထားတော့ခုကတော့ည23နာရီပေါ့နော်ဒီနေ့မှ Bangkok ရောက်တာပေါ့နော်7ခွဲလောက်မှညစာစားရတယ် so ကျွန်မ 7-Eleven က one of my favorite tom yum soup လေးနဲ့ပဲဒီနေ့တော့ဖြစ်တယ်လို့လေးစားလိုက်ပါတယ်ဒီနေ့ vlog လေးကတော့ a day in my life in BKK ပေါ့နော် Bangkok ရောက်လို့ရှင်တော့လာနေ့တိုင်းဒီပါစားတာကဒီ Thai tea popsicle and mochi ဒီနေ့ကတော့ရောက်ချင်နေဆိုတော့ညစာစား skincare လေးတခြားလုပ်ပြီးတော့ရုပ်ရှင်လေးကြည့်ပြီးတော့အိပ်ပါပြီ I just wanted to call because yeah he's still unconscious but Good morning everybody ဒီနေ့ Lara CM သွားမယ်ပြီးရင် Lura လေးတွေဝယ်မယ် window shopping ထွက်မယ် Today fits ကတော့ very casual and simple basic so let's goဒီ sweater လေးပေါ့နော်ဝစ်ချီတာအရန်လှတယ်ကျမနဲ့ like တယ်တဲ့ဂျာကြီးကလို့ပြောမလဲနည်းနည်း hot ဖြစ်နေတဲ့ Thai brand တစ်ခုပေါ့နော် but နည်းနည်းလေး expensive ဖြစ်တယ်ပြီးရင်ကျမတို့ second hand bag တွေလည်းတွားကြည့်အောင်ပါခုကတော့ CM နဲ့မှပဲနည်းနည်းပတ်ကြည့်နေပါပေါ့နော်နေ့လည်စားလေးလည်းစားလိုက်ပါအောင်မယ်ရှင် Bangkok မှာတော့ဘယ်ဆိုင်မှာစားရမလဲဆိုတဲ့ decision ချတာအရန်ခတ်တယ် breaks လည်းတိတ်မယူရဘူးမစားဘူးတဲ့ဆိုင်တွေလည်းအများကြီးရှိသေးတယ်ပြီးရင် Lara ဒီနေ့ဝယ်လာတာလေးတွေလည်း haul လေးလုပ်ပေးအောင်မယ်ခုကတော့နေ့လည်စားလည်းစားပြီးပြီဘိုက်လည်းတင်းပြီဆိုတော့လမ်းလေးရှောက်ရင်းနဲ့အစာချေတဲ့အနေနဲ့ second hand shop လေးတွေတွားကြည့်ပါမယ် Oh my goodness အဲ့ရ Vivienne Westwood အဲ့ hand chain လေးတွေရွှေရောင်လေးအရန်လိုချင်တယ်ဒီစားကတော့ second hand ကိုမှ condition တော်တော်ကောင်းတယ်ဈေးလည်းအသက်နဲ့တိတ်မကွာတဲ့ဆိုင်ပေါ့နော် I just wanna be the one flat 60ဝင်တယ်အဲ့ဒီဘယ်လောက်တန်နေရင်လွယ်ကြည့်ပါ40ကျော်မတူဘူးလေဟိုကဟိုဒါ limited edition ကမူရာကာမီနဲ့ကော်လာအဲ့ဒါအများကြီးဆန်တယ်အဲ့ဒါတွေလည်းကြည့်ပါအောင်ဟုတ်ပြန် The mirror is awesome. This is literally meat. What do you mean? Don't know, I'm dang. Can I take a picture? I don't know. Show the Oh, it's CM Center ဘက်မှာ window shopping လေးပြီးပြီဆိုတော့ Laro Central ဘက်လေးတစ်ချက်သွားမယ်ပေါ့နော်။ရင်တော့ Mercedes လေးလှလိုက်တာ Whoa. ဒီလားလေး80ရတယ်လေလက်မှန်ကြောက်တော့ငါပဲနကမောင်တီ
ခုကတော့မြူဆိုင်နဲ့ရောက်နေတာပေါ့နော်ဟာအကုန်လိုချင်တယ်ခဏတော့လည်းစိတ်ညစ်နေတာပေါ့နော်ကျမလိုချင်တဲ့ Chanel နှခမ်းနီလေးက stock ကုန်နေတယ်ဆိုကြာရင်အမြဲကုန်ပြီသူတို့ကအစတော့လာတော့ညစာကိုတောင်းလုံဘက်ကအဲ့ဟိုဗာလဲထိုင်းဆိုင်လေးတစ်ခုမှသွားစားမလို့ပေါ့နော်တိုက်တိုက်ဆန်ဆန်သူတို့ကဒီနေ့ပိတ်တယ်တဲ့ဟေးကောဒီနေ့ကျမအထူးစံစံပေါက်ဆုပ်အရန် craven ဖြစ်နေလို့ Central ရဲ့အဲ့ဟိုရုပ်ရှင်ရောနေပေါက်ဆုပ်သွားဝယ်စားလိုက်ပါတယ်တဲ့ကိန်းမလို့ဘလို့ရအိုးအော်ပါမောက်ဒီနေ့ window shopping လေးကတော့တော်တော်လေးပြောစရာကောင်းပါတယ်နေရာလည်းအရန်ဆောင်ခဲ့တယ်အိမ်ပြန်ရအောင် get and ready with me လေးလုပ်တယ်ရေမိုးချို scrub လေးပါလေးတိုက်ဘယ်လိုပြောအနားယူတယ်ပေါ့နော်အသေးညောင်းထားတာဒီလို vlog လေးမတင်ရတာကြတော့ပြောစရာတော့ကောင်းတာပဲ so ကျမဒီနေ့ဘာလေးတွေဝယ်လာလဲဆိုတာနည်းနည်းပဲဝယ်လာတာပါအဲ့ဒါလေး haul လေးပြပါမယ်ရှင် check it out ဟိုပထမဦးဆုံးကတော့ခုနရေချိုးတော့သုံးတဲ့soap and gloria ဟာလေးပေါ့နော်အရန်ကြိုက်တယ်ဒီအနံ့လေးကို buy one get one နဲ့ချလာပါတော့ရေချိုးရင်းမှာတစ်ခုခုနရေချိုးရင်းနဲ့သုံးလိုက်ပြီဒါကတော့နောက်တစ်ခု and then voucher ဒါလေးလည်းအရန်ကောင်းတယ်ပေါ့နော် steam eye mask လေးပဲဖြစ်ပါတယ်ဒီအရောင်လေးတော့မသုံးဘူးသေးဘူးအနံ့ဘယ်လိုလဲတော့မသိဘူးပေါ့နော်ဒီနေ့ညသုံးကြည့်မယ်ဒါတော့ဒီနေ့စားလာတဲ့အဆိုင်ကကျန်တာလေးတွေကို take away ယူလာတာပါအဲ့တော့ Uniqlo က sweatpants လေးပဲဖြစ်ပါတယ်ဒါကဘယ်လောက်လဲမသိဘူး1290ပေါ့နော် the best sweatpants တကယ်ပြောတာဒါလာရရှိမှာတခြား gray လေးပါလေးလည်းရှိရပေါ့နော်ဒါလေးကတော့ black လေးooh ဒါက Kiko ကပေါ့နော်လိုချင်တဲ့အရာတော့မရှိပါဘူးဘန်ကောက်ရောက်တာနဲ့အလိုနဲ့ step 1000ပြည့်သွားတယ်ရန်ကုန်မှာဆိုလို့ရှိရင် step 1000အတွက်ကိုကျွန်မအိမ်ကနေပြီးတော့အားကစားဝတ်စုံရင်းနဲ့အင်အားကန်တပတ်တို့ဟိုဘက်ပါရမီတွေပါတွေထိရှောက်သွားသေးတယ်ဒီမှာ step 1000ခဏလေးပဲဟော Dairy and the Master Academy ကနေပြီးတော့ဒါကျွန်မညီမလေးတွေအတွက်လက်ဆောင် Look how cute ဒါ Norita အတွက်ဒါ Cheryl အတွက် so cute မှန်လေးပေါ့နော် look what I got here ow man this is Addison Rae Britney Spears ဒါ sticker လေးပေါ့နော် so cute ဘန်ကောက်မှာအဲ့လို cosmetic တို့ beauties ဘာညာနဲ့ပတ်သက်တဲ့ products တွေဝယ်မယ်ဆိုလို့ရှိရင် Korea ဟာတွေ skin care ဘာတွေလုံးဝမဝယ်ပါနဲ့ဈေးပိုကြီးတယ်ရန်ကုန်မှာထက်တခြားဟာတွေကတော့ဈေးပိုပေါ်ရပေါ့နော်ဟိုပိုပြီးတန်တာတော့ sheet mask လာ review ပေးဘူးတဲ့ဒါပါ Reju Kiss က sheet mask လေးပေါ့နော်ရန်တက်တယ် and then glueless eyelashes လေးတွေပါကျမရဲ့မျက်တောင်တက်တဲ့ဇာကနာအရန်အိုဟောင်းနေပေါ့နော်အဲဒါကြောင့်အသက်လေးဝက်လာတစ်စိတ်တူတူပဲ into it က waterlinerကျွန်မဘဝရဲ့ essential ထဲမှာ nipple tape တွေထိတ်ဆုံးပါတယ်ပေါ့နော်ဒါပေမဲ့ try on video တွေပဲဖြစ်ဖြစ်အပြင်သွားရမယ်ဖြစ်ဖြစ် Brazil ဝတ်တယ်ဆိုတာအရန်ဆိုမှအရန်ရှားပါတယ်အသက်ရှူချက်တက်လို့ပေါ့နော်ဇက်ကြောလက်တက်တက်လို့ကျွန်မ nipple tape ဒီလိုဟာလေးတွေပဲဝတ်ပါတယ်ပြီးရင်တော့ Bashka ကဘောင်းမီထဲအင်ကြီးထဲဝယ်လာတယ်ဘောင်းမီလေးကအရန်ချက်စရာကောင်းတယ်990ဖက်990 look at thisနောက်လေးချစ်တာပြီးရင်တော့ကျွန်မ t-shirt လေးတစ်ထည့်ဝယ်လာပါတယ် Zara Lexan နောက်မှာ Zara Lexan ပုံနဲ့ချက်စရာလေးနော်လေးကဘယ်လောက်လဲ1190ကို40% off နဲ့ရခဲ့တာပါအသားလေးအရန်ကောင်းလို့အပြင်တစ်ခါဝတ်ပြီးရင်တော့မှဒါအိမ်ထဲဝယ်လို့အရန်ကောင်းတဲ့အသားလေးမလို့ဝယ်လာတာပေါ့နော် Blue Elephants ကကလေး
China Monster နဲ့စက်ရုံအတူတူပဲဆိုတော့လေ China Monster quality နီးပါးကောင်းပါတယ် price ကလည်းအရန်กว่าတယ်ဆိုတော့ why not ကျမ Blue Elephant ကဒီမျက်မှန်လေးအရန်သဘောကျတယ်ပြီးတော့သူ့ရဲ့ packaging လေးကလည်းမဆိုးပေါ့နော် look at this and ဟာလေးပါအဲ့မျက်မှန်တုပ်တဲ့ဟာဒါလည်း1500လားဘာလားမသိဘူး What do you think ဒီမျက်မှန်တက်ချင်းကိုယ့်အကိုဟိုပါလေထွင်သွားဖို့လို့ခံစားလိုက်ရတယ်ကျမရဲ့ဒီနေ့ haul ရတော့ပြီးပါပြီရှင် situation with Nathan and Haley. There's nothing we can do. Legally. မဘန်ကောက်မှာတော့ပြင်းလို့တယောက်ထဲညသာဆိုင်နဲ့ One Tree Hill ကြည့်နေ season 3တောင်ရောက်နေပြီပေါ့နော် season 9ခုတောင်မှရှိတယ်ဟဲ့သိပါပြီပြီးရင်တော့ night time skin care လေးလုပ်ပြီးရင်တော့အိပ်ပြီပေါ့နော်ပြီးပါပြီကျမရဲ့တနေ့တာလေးကလောက်ပါပဲထွေးထူးတော့မရှိပါဘူးအများကြီးအဲ့တော့ကိုယ့်ကိုယ်အရန်နေ view ဆိုင်နေ collagen တွေပါတွေတောက်လိုက်သေးတယ်ပုံမှန်နဲ့ဆိုလဲ vitamin C တောက်ရတာနဲ့ပါနောက်ဆိုလဲဒီလို vlog လေး YouTube မှာများများ update လုပ်ပေးနိုင်အောင်လို့ကြိုးစားပါမယ်လို့အားလုံး YouTube မှာလည်းဒီတစ်ခေါက်နဲ့ရှိတာပါနော် account တူတွေပေါ်လွန်အားကြီး night routine နဲ့မှာလေးဘန်ကောက်ရောက်ပြီဆိုပရုပ်စီရမပါမဖြစ်လမ်းနေရှောက်အောင်အားကြီးလို့ဒါလည်းကျမကြော်ညာထားတာပဲနော်ကျမကကြော်ညာတဲ့ဟာအကုန်လုံးတကယ်သုံးပါတယ်လို့သက်သေနဲ့တကွမတင်နာကြပြီဖြစ်တဲ့ YouTube video လေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးများတင်ပါတယ် YouTube vlog တွေမှာပြန်တွေ့ပါမယ်